နေအောင်ကြည်နွေးနွေးကထန်းတော်ရန်တွေကြားကနေတိုးဝင်လာပြီးမြေနီလန်းလေးပေါ်မှာအရေးအယောင်တွေဖြာကျနေပါတယ်။ဖိုးထောင်ကတော့ပစိုးကားတောင်းကြိုက်ပြီးအိမ်ရှိကရေရင်းပြက်ကလေးနားမှာအလုရှုပ်နေတာပေါ့။သူကဒီတောရွာလေးမှာလူချစ်လူခင်အပေါ်ဆုံးစိတ်သဘောထားအကောင်းဆုံးလူငယ်လေးတစ်ယောက်ပါ။တနေ့တော့ရွာကိုမျိုးကနေနွေရသည့်အပန်းဖြေဖို့ဆိုပြီးတန်တာဆိုတဲ့ကောင်မလေးရောက်လာခဲ့တယ်။တန်တာကမြို့ကြီးသူပြီးဖုန်းတစ်လုံးနဲ့ကင်မရာတစ်လုံးကိုကင်ပြီးတောရွာရဲ့မြင်ကွင်းတွေကိုလိုက်ရိုက်နေပါတယ်။ဒါပေမဲ့မြို့ပြရဲ့တက်တောင့်တက်တာရှိမှုတွေကြားမှာကြီးပြင်းလာတဲ့တန်တာအတွက်ဒီတောရွာရဲ့ကြမ်းတမ်းတဲ့အနေအထားတွေကတခါတလေမှအခက်အခဲဖြစ်စေပါတယ်အမလေး။ပူလိုက်တာဖုန်တွေကလည်းများလိုက်တာလို့တန်တာညီညီညူညူနဲ့ရွာလေလမ်းမှာလမ်းလျှောက်နေတော့အမနေပူတဲ့အကြာကြီးမနေနဲ့လေနေရမ်းပူနေတာခဏနားပါအောင်လားဒီမှာရေအေးအေးလေးတောက်သွားပါပြီ။ဖိုးထောင်ကတစ်ပင်ရိပ်အောက်ကနေလှမ်းခေါ်လိုက်တာပါ။တန်တာကဖိုးထောင်ကိုကြည့်လိုက်တော့ချွေးတလုံးလုံးနဲ့ရိုးသားတဲ့မျက်နှာလေးကိုမြင်လိုက်ရတယ်။ဖိုးထောင်ကသူ့မှာရှိတဲ့အုံစိမ့်လေးတစ်လုံးကိုအစင်သင့်ခုတ်ပေးလိုက်ပါတယ်။တန်တာအုံစိမ့်ရည်ကိုတောက်လိုက်တဲ့အချိန်မှာတော့မြို့ကအေးတွေထက်ပိုပြီးချိုနေနေတာကိုခံစားလိုက်ရတယ်။အဲဒီနေ့ကစပြီးတန်တာရွာထဲမှာဘယ်သွားဘာလို့ဖိုးထောင်ကနောက်ကနေအရေးတကြီးကြီးနဲ့ကူညီပေးခဲ့တယ်။တန်တာဓာတ်ပုံရိုက်ချင်တဲ့တောင်ကုန်းမြင့်တွေကိုဖိုးထောင်ကလမ်းပြပေးတယ်။ချောင်းထဲမှာရေကူးကျင်နေဆိုရင်လည်းတန်တာအတွက်ဘေးကင်းအောင်အနီးကပ်ဆောက်ရှောက်ပေးတယ်။ညနေဆောင်ရင်တော့ရွာဦးကျောင်းသားကနေနေဝင်တာကိုအတူတူကြည့်ဖြစ်ကြတယ်။တန်တာအတွက်တော့ဖိုးထောင်ကရိုးတဲ့ဒေါသလေးတယောက်ဖြစ်ပေမဲ့ဖိုးထောင်အတွက်ကတော့တန်တာကသူ့ဘဝမှာတခါမှမမြင်ဘူးတဲ့နတ်သမီးလေးတစ်ပါးလိုပါပဲ။ဖိုးထောင်တန်တာကိုတိတ်တခိုးချစ်မိသွားခဲ့ပေမဲ့သူ့ရဲ့ဂုံချက်နဲ့မျိုးပြနဲ့တောကြားကကွာဟာချက်ကိုသိနေတော့ဘယ်တော့မှဖွင့်မပြောခဲ့ပါဘူး။တရက်မှာတော့တန်တာမျိုးကိုပြန်ရမယ့်ရဲ့နီးကပ်လာခဲ့တယ်။ဒါပေမဲ့မထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုကသူတို့နှစ်ယောက်ကြားမှာဖြစ်ပျက်ခဲ့ပါတယ်။တန်တာရွာအပြင်က6ကန်းပါးနားမှာဓာတ်ပုံသွားရိုက်ရင်ခြေချော်ပြီးပြုတ်ကြမလို့ဖြစ်ခဲ့တဲ့အချိန်မှာအမတတိထားဖိုးထောင်ကအချိန်မီလှမ်းဖမ်းလိုက်နိုင်ပေမဲ့တန်တာအစားဖိုးထောင်ကိုယ်တိုင်ကတော့ကြောက်ဆောင်တွေကြားကိုလိမ့်ဆင်းသွားခဲ့ပါတယ်။တန်တာထိတ်လန့်ကြနဲ့အော်ဟစ်အကူအညီတောင်းခဲ့ရတယ်။ဖိုးထောင်ကိုပြန်ဆယ်ယူလိုက်နိုင်တဲ့အချိန်မှာတော့သူ့ရဲ့ညာဘက်ခြေထောက်ကသွေးချင်းချင်းနေပြီးပြင်းပြင်းထန်ထန်ဒဏ်ရာရသွားခဲ့ပါပြီ။ဒါတောင်မှဖိုးထောင်ကတန်တာကိုကြည့်ပြီးအာတင်းကပြုံးပြနေတော့မယ်။အမဘာမှမဖြစ်ဘူးမလားကျွန်တော်အဆင်ပြေပါတယ်တဲ့။တန်တာရဲ့မျက်ဝန်းထဲမှာမျက်ရည်တွေဝဲလာခဲ့တယ်။ဒီရိုးသားတဲ့တောသားလေးကသူ့အသက်ကိုယ်တောင်ဂယုမဆိုင်ပဲသူမကိုဘာကြောင့်ဒီလောက်ထိကာကွယ်ပေးခဲ့တာလဲ။